မှာထားမှန်ဝေကျိုးစိုးခွင့်ရတဲ့အတွက်အင်မတန်ဝမ်းမြောက်ဝင်တယ် Безусловно, нужно поработать на экономическом треке. ဒါပေမဲ့ကျွန်တော်တို့စီးပွားရေးနဲ့ပတ်ဆိုရင်ကျွန်တော်တို့ပုံများများဦးစားပေးပြီးအလုပ်လုပ်ရပါမယ် Но здесь есть хорошие заделы, хорошие проекты. ဒါကြောင့်ကောင်းတဲ့ project စီမံကိန်းတွေလည်းရှိပါတယ် Развиваются отношения в сфере безопасности. နိုင်ငံဆက်ဆံရေးကောင်းကောင်းတိုးတက်နေပါတယ်အထူးသဖြင့် ဆရာမှုမြန်မာပြည်သူများပေါ်မှာဆရာမှုပြောကြားပေးတဲ့ကြောင့်အထူးပဲကျေးဇူးတင်ရှိအောင်ပြောလိုပါတယ်ရုရှားနိုင်ငံနေပြီးတော့လိုက်လဲစာနေတွေ့စာကျေးဇူးတဲ့ကြောင့်အများကြီးရှေ့ဆက်လို့ဆရာလည်းများစွာရှိပါတယ်ဒီတက်လည်းဆိုတော့ကျွန်တော်သေးသေးဆွေးနွေးနိုင်မယ်လို့မျှော်လင့်ထားပါတယ် На этом встрече мы сможем обсудить все возможные договоренности для расширения отношений между нашими двух стран. နိုင်ငံတကာစစ်ဆိုင်တွေပြင်ပါလေအစီအရောရဲ့အပိထောက်ခံမှုကြောင့်ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံတကာစစ်ဆိုင်တွေပြင်ပါလေများစွာပြောင်းလဲတိုးတက်လာပြီးဖြစ်ပါတယ် Из-за поддержки России и лично вас, поддержка от вас, мы получили многие результаты отношений на международной арене. ကျွန်တော်တို့ဆက်လက်လှုပ်ဆောင်မယ့်ကိစ္စတွေလည်းနေပြင်များစွာကြာမှာသေးတယ် И я хотел отметить, документами, подписанными в рамках официального визита президента Республики Союз Мьянма о путях и средствах противодействия, смягчения и компенсирования негативных последствий от ပြည်ထောင်စုတမန်တော်မြန်မာနိုင်ငံတို့နှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြားတစ်ဖက်တိုက်အကြမ်းэнергетики Республики Союз Мьянма Коул-Коул-Вин обмениваются меморандумом о взаимопонимании в сфере энергетики, нефти и газа. ပြည်ထောင်စုတမန်တော်မြန်မာနိုင်ငံတို့လက်စီနဲ့စွမ်းအင်ဝန်ကြီးဌာနနဲ့ရုရှားရေနံနဲ့တဘာဝတန်းငွေခံခန္ဓာများအတွက်နီလာမှုစကြုံလွှတ် For more such videos, subscribe to the NewsX YouTube channel, hit the bell icon.